စိတ်နှလုံးအေးချမ်းနေမျက်နှာရွှင်ပြပြုံးလာလာမိတာပွားများကြွကြည်မှာဖျားတပည့်တော်သည်တရဝရီချင်းချင်းဒုက္ခဖြစ်ခြင်းကင်းလူပါသည်မာတာယထာနိယဗုဒ္ဓမိခင်တွေ့တာငယ်လေးပမာနေထွေးခြင်းနာရှိလူပါသည်သူတပါးတော်ပေါ်၌အမျက်ထွက်ခြင်းကင်းလူပါသည်သူတပါးတော်ပေါ်၌ပြစ်မှားမှုမပြုလူပါသည်စီစဉ်ကိုမလောပါတကချစ်ချင်းမုန်းခြင်းကင်းလူပါသည်နှလုံးသားချင်းဆက်နွေထားတာတရဝရီငြိမ်းချမ်းစီချစ်စိတ်နှလုံးအေးချမ်းနေမျက်နှာရွှင်ပြပြုံးလာလာမိတာပွားများကြွကြည်မှာဖျားတပည့်တော်သည်တရဝရီချင်းချင်းဒုက္ခဖြစ်ခြင်းကင်းလူပါသည်မာတာယထာနိယဗုဒ္ဓမိခင်တွေ့တာငယ်လေးပမာနေထွေးခြင်းနာရှိလူပါသည်သူတပါးတော်ပေါ်၌အမျက်ထွက်ခြင်းက